ပေါ်ပညာရေးဆွေးနွေးပွဲတိုင်းကိုအများကြီးတွားတက်ဖြစ်ခဲ့တယ် Cloud Education ကတင်ပတဲ့ပညာရေးဆွေးနွေးပွဲကိုတက်ရောက်ပြီးတဲ့နောက်ပိုင်းမှာ Royal Academic Institute ရဲ့ OSSD ရဲ့ပညာရေးကိုပဲရွေးချယ်လိုက်တာပါတသားက OSSD စတက်တဲ့အချိန်တော့ကတော့ခက်ခဲလေးနည်းနည်းရှိပါတယ်ဘာလို့ဆိုသူက state ကြောင်ကနေလာတာဖြစ်တဲ့အတွက်နောက်ပိုင်းသူရသူစာစူးစမ်းတယ်ဆရာမတွေရဲ့ပံ့ပိုးမှုအကူအညီနဲ့သူကတော်တော်လေးစူးစမ်းအားထုတ်မှုကြောင့်တော်တော်လေးကိုလည်းအဆင်ပြေလာပါတယ်စာတွေလည်းတော်တော်လေးကိုလိုက်နာနေပါတယ်ဆရာဦးအောင်ကျော်စန်းနဲ့မတ်တစီကကျမရဲ့အချစ်ဆုံးငယ်ချင်းတွေမို့လို့ပထမဆုံးအချက်ရွေးချယ်မိတာပေါ့နော်နောက်ပြီးကျတော့အကြောင်းကဆရာမတွေသင်ယူမှုနဲ့ကလေးတွေနဲ့ပေါ့နော်အရန်ကိုဟာမိုနီကြပါတယ်မိဘနဲ့ဆရာအကြောင်းသားပေါ့နော်အကုန်လုံးချိတ်ဆက်မိနဲ့လောက်သွားပါတယ်မိဘနဲ့ဆရာအစည်းအဝေးတွေမှာသူ့ရဲ့ရလက်တွေကိုအမြဲတမ်းမိဘတွေကိုအမြဲပြောပြတယ်သူ့ရဲ့တိုးတက်မှုနှုန်းတွေပြီးတော့သူတို့တင်ပြပေးတဲ့ဆရာဆရာမတွေကလည်းကောင်းတော့သူတို့ကကိုလည်းဟိုပေါ့နော်အားကိုတက်လာတယ်ကိုလည်းလူကြီးဆန်ပြီးတော့လူဝင်ဆန့်လာတယ်လို့အမတော့ခံစားရတယ်ပေါ့နော်အမြဲတမ်းလည်းသူ့ရဲ့အရေးချင်းတွေအမြဲတမ်းပြောပြတယ်သူ့ရဲ့တလတိုးတက်နှုန်းတွေကိုပြောပြတော့အဲ့ဒါလည်းအမကြိုက်တယ်ပေါ့နော်အဲ့အချက်တွေကြောင့်မို့လဲအမဒီ crown ကိုပို့ပြီးတော့ပိုကြိုက်တယ်ပေါ့လေကြည့်တဲ့ထဲမှာဒီ crown ရဲ့เนาะကျောင်းသားတွေရဲ့เนาะဟိုဒီ ranking တွေကျောင်းရဲ့ result တွေ achievement တွေอ่ะပေါ့เนาะဒီကျွန်တော်တို့ဟိုသားနဲ့တင့်တော်တယ်ပေါ့เนาะသမီးတို့တငယ်ချင်းတွေရောအကုန်လုံးပေါ့နော်အားလုံးကိုကြည့်ပြီးတော့ရှင်နဲ့ဝမ်းသာမိပါတယ်ပီတီတွေလည်းဖြစ်မိပါတယ်သူတို့ရဲ့အမှန်စင်းကိုကြီးညာတဲ့အခါကျတော့ရင်ထဲမှာဝမ်းသာလို့ဆိုရင်မျက်ရည်တောင်မှဝဲမိပါတယ်သူ့ရဲ့ senior ဖြစ်တယ်လို့သူ့ရဲ့အမဖြစ်တဲ့ကျမပေါ့နော်ဒီ crown ရဲ့အဲ့ creativity ရဲ့ပြီးတော့လွတ်လပ်စွာတွေ့ဆုံခွင့်အဲ့အရင်သဘောကျပြီးတော့ကျမမောင်တက်စိတ်ရှိခဲ့တာအဲ့နဲ့ကျမမောင်ကလည်းပဲနှမဲရတဲ့ထဲကိုအများကြီးပို့ပြီးလုံးရန်ခဲ့တာအတွက်တော်တော်လေးဝမ်းသာပါတယ်ဘာမှလူတွေသိမရှိပဲနဲ့ဒီကပြင်ဆင်ပေးတာတွေကြည့်ပြီးတော့သမီးတွေတော့ဒီမှာပဲဆက်ပြီးတော့ထားခဲ့ပါတယ်ဆရာဆရာမတွေအကုန်လုံးဒီသင်တန်းပြီးတဲ့အခါကနေစပြီးအကြောင်းတဲ့ဘုံတော့စသရဒီတဲ့အတွက်ကျွန်တော်ရှင်းနေမိပါတယ်ဒီအကြောင်းတစ်လျှောက်လုံးမှာလည်းကျွန်တော်သားလေးရပေါ့နော် independent ဖြစ်တယ်သူစူးစမ်းတယ်เนาะ enthusiastic ပေါ့နော်ဒီစိတ်အားထက်သန်သွားနဲ့လည်းဒီကျောင်းရဲ့ activity တွေမှာလည်းပါဝင်နေအဲ့ဒီခါကျတော့ပေါ့နော်ဒီလိုမျိုးပွဲလေးကိုတက်ရောက်တဲ့ခါကျတော့သူ့ရဲ့အောင်မြင်မှုအတွက်သူ့ရဲ့ success ပေါ့နော်ဒီ career success အတွက်ကျွန်တော်တို့အများကြီးဝမ်းသာပီတိဖြစ်မိပါတယ်မိသမျှအားလုံးကိုစိတ်ရှိလက်ရှိနဲ့ရှင်းပြပေးကြတော့ယုံအဖွဲ့သားအားလုံးကိုလည်းလိုက်ကျေးဇူးတင်ပါတယ် RAI မှာဖွင့်လှစ်ထားတဲ့ Great Travel Program တိုင်းကို highly recommended ပါလို့ဒီပါတိုင်းကိုစကားတန်ပါချင်ပါတယ်အောင်းမှာစာတင်တဲ့ကလေးအတွက်တော့အញ្ញမ်းကိုအစားစားရအဆင်ပြေပါလေ။ကျောင်းမှာရှိတဲ့ဆရာမတွေကလည်းပံ့ပိုးပေးတာဖြစ်တဲ့အတွက်အောင်စဲတဲ့ရောဇွဲရဲ့တငယ်ချင်းတွေအားလုံးရောအញ្ញမ်းကိုအဆင်ပြေစွာနဲ့စာတင်နှစ်တစ်နှစ်လုံးကိုလည်းအောင်မြင်စွာနဲ့ပြီးဆုံးသွားကြပါတယ်။ခေါင်းရဲ့ especially activity တွေပေါ့နော်။ဒီ activity တွေမှာလည်းပါဝင်နိုင်တယ်ပြီးတော့ကျောင်းသားရဲ့ creativity ကိုလည်းပိုပြီးနှိမ့်နေပေးတဲ့အတွက်ခေါင်းလည်းအများကြီးကြည့်သိပါတယ်။တခြားကျောင်းသားမိဘတွေလည်းဒီ ground area ပဲရွေးချယ်ပြီးတော့တက်စေချင်ပါတယ်။ဒီဘာလို့လဲဆိုတော့စီကံလည်းကောင်းတယ်။ဟိုတင်တဲ့ဆရာမတွေလည်းစေတနာပါတယ်။နောက်ကလေးတွေကလည်းစီကံလိုက်နိုင်မှုကိုအပြည့်ရှိတယ်ပေါ့နော်။အဲဒါကြောင့်မလို့ဒီ ground area ကိုရွေးချယ်ပြီးပြကြပါလို့တိုက်တွန်းပါတယ်။ဟုတ်